你说谁又不能养来家？你说谁又我这单就养来家了不？你说这是养人必要说的，这王苗呢养来家了不？买反正是没别的多了嘞嘛。ဘာမှလေဒီတော့ဈေးဝယ်ကမီးသီးတို့မီးသီးပဲပေးလိုက်ကြလေအကောတန်ဒီအမတန်ဒီအခန့်ချင်းသလားကျဲသလားမဲလေစိုက်ကြီးလေးကြိုက်သလားစိုက်သေးလေးကြိုက်သလားလို့ညီတော့အဲ့လိုရောင်းပေးရမှာလေဒီတော့ညီတို့ကကောပစ္စည်းရောင်းရရင်ပြီးတော့ဝိကျက်တန်းကြီးရောင်းလိုက်ကြရလေအမပြောနေရတယ်တော့နည်းနည်းတော့နားမလဲဘူးအမဇလန်ဆက်ပြောပါဦးအမဒါဟိုဘလို့ဝယ်သွားတာလဲပြောဆိုတော့လဲငါပြန်ပြောရမှာပေါ့မနေ့က9ယောက်ကြာမီးသီး9လုံးဝယ်ခိုင်းလိုက်တာမီးသီး9လုံးဝယ်လာတယ်ကျန်တဲ့3လုံးကစိုက်တူတော့3ရတာအဆင်ပြေတယ်ဒီကျန်တဲ့2လုံးကျော်1လုံးကကြီးနေ1လုံးကသေးနေတာဘလို့မှအဆင်မပြေဘူးလေအဲ့ဒါငါပြန်လာလဲတာလေဒီမီးဒီနှလုံးอ่ะဩဟုတ်တယ်အမယောက်ျားအရင်မြင့်မြင့်အသားညွန့်ညွန့်နဲ့နော်မီးဒီ3လုံးမူရာ18ဝက်လေးတွေဝယ်သွားတာဒီနှလုံးကိုကျမတို့ကညကြတော့စည်ရင်ထုတ်လိုက်တော့ဒီနှလုံးကကင်မရာမှာပြန်ကြည့်လိုက်တဲ့ခါကျဒီနှလုံးကဘတ်သွားတာအမယောက်ျားတော်သေးရဗောအမပြန်လာပေးလို့ကျမကလေနှုတ်ဆိုကျမလာစားရဆက်ရမှာကျမတို့တကြီးကညကြတော့ကင်မရာနဲ့ကြည့်တာလေနင်မီဒီ3လုံးစာပဲငါ့ကိုလာပေးတာဒီမှာမီဒီအားတဲ့ဒီလူက9လုံးဝယ်သွားတာတဲ့ဆိုတော့ပြောနေတာတော်သေးရဗောအမလာခဲ့လို့အမလာပြန်လဲလို့ပဲတော်သေးတယ်လာမလဲကျမကဒီဥစ္စာကိုကျမစိုက်ရတော့မှာကျမလာစားတွေကဒီမှာအမမယုံရင်ကင်မရာထဲမှာကျမပြမယ်နော်မနေ့ကကင်မရာထဲမှာဒီမှာအမနော်3လုံးကိုကျမကြွကြွလေးနဲ့တတ်တတ်ထည့်ပေးလိုက်တာဒီနှလုံးကိုအမမျိုးသားနီးတဲ့နေရာကနေတော့အထဲကိုဝင်ကြည့်တင်လို့ပါတဲ့သင်ကြားလေးကိုထည့်သွားတာအမမျိုးသားဒီငါ့ကိုအဆက်ခွဲတယ်အိမ်ရောက်ရင်တွေ့မယ်ငါစီအားကြတော့မီးဒီကို9လုံးပို့တဲ့ဒီက तू အားကြတော့ငါ့ကိုကြတော့9လုံးစားတဲ့ကျန်တဲ့2လုံးကြတော့ तू ကခိုးခဲ့တာငါ2လုံးပို့ तू ဘီယာသွားတောက်တာနေမှာငါမျက်နှာဘဲမှာတောင်ထားမှလည်းမသိဘူးခုနပြောလိုက်တဲ့စကားတွေညီမလေးရဲ့မျက်နှာပူလိုက်တာမျက်နှာပူလိုက်တာမျက်နှာငိုတာချီတာတုတ်လိုက်ရှင်တော့လေညီမလေးချီတော့မလို့ပါနဲ့မရဲ့ချီတော့ရင်နံလို့ပါညီမလေးမလာပေးတာကျေးဇူးတင်လာအောင်နော်ညီမလေးလာစားတွေကလည်းပြတ်မခံရအောင်လို့ဒီရလဲယူထားလိုက်ရင်တွေ့မယ်အဲ့ဒါမိသားမျက်နှာဘယ်နာတောင်ထားမှမသိဘူးနော်ရိုးတန်းတန်းပြရဖို့တောင်းလဲငါပေးမှာပါငါခုမှသူ့ကိုကွာလာမှာကျေးဇူးတင်ရအောင်ပါတဲ့။ဟုတ်ပါတယ်ကျေးဇူးလည်းတင်ရမှာပဲ။ဘာလို့လဲဆိုနှုတ်မို့ဆိုကွာလဲလာစားတွေကဆက်ရအောင်ပါလေ။အမလေး